အမေရိကန်ကျောင်းတွင်းပစ်ခတ်မှုဖြစ်စဉ်များသတင်းဆောင်ရင်ရုပ်သံလိုင်းမှာကြိုဆိုပါရစေ။နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားပါမယ်ခင်ဗျာ။အမေရိကန်နိုင်ငံရဲ့ကျောင်းပရဝုံအတွင်းမှာဖြစ်ပွားခဲ့တဲ့တနက်ပစ်ခတ်မှုဖြစ်စဉ်တွေဟာလက်ရှိအချိန်ထိစိုးရိမ်ဖွယ်ရာအခြေအနေရှိနေဆဲဖြစ်ကြောင်း CNN ရဲ့နောက်ဆုံးရအချက်အလက်တွေအရသိရပါဗျ။အမေရိကန်နိုင်ငံမှာနှစ်စဉ်ကျောင်းတွင်းပစ်ခတ်မှုရာပေါင်းများစွာဖြစ်ပွားနေပြီးတော့လူသေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရရှိမှုကိန်းဂဏန်းတွေဟာလည်းတစ်နှစ်ထက်တစ်နှစ်မြင့်တက်လာနေရပါဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ CNN ကစူးစီးဖော်ပြထားတဲ့အဓိကအချက်အလက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ CNN ရဲ့အဆိုအရကျောင်းတွင်းပစ်ခတ်မှုလို့သတ်မှတ်ရမှာကျောင်းဝင်းအတွင်းဖြစ်ပွားတဲ့ပစ်ခတ်မှုမှန်သမျှနဲ့အ ਨੇ ဆုံးလူတဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိမှုဖြစ်စဉ်တွေကိုအခြေခံပြီးတွက်ချက်ထားတာဖြစ်ပါတယ်။သမိုင်းတစ်လျှောက်အဆိုးအဆုံးဖြစ်စဉ်တွေကိုပြန်ကြည့်မယ်ဆိုရင်1999ခုနှစ်ကကော်လမ်ဘိုင်းအထက်တန်းကျောင်းပစ်ခတ်မှု2012ခုနှစ်ကဆန်ဒီဟုမူလာတန်းကျောင်းဖြစ်စဉ်နဲ့မကြသေးမီကဖြစ်ပွားခဲ့တဲ့ယူဗားဒါမြို့ကရော့မူလာတန်းကျောင်းပစ်ခတ်မှုတွေဟာအမေရိကန်သမိုင်းမှာအသေးပြော့အများဆုံးဖြစ်ရတဲ့ဖြစ်မှတ်တမ်းဝင်နေပါတယ်။ဒီလိုဖြစ်စဉ်တွေတကြော့ပြန်ဖြစ်ပွားနေရခြင်းရဲ့အဓိကအကြောင်းရင်းဟာတနက်ကန်ဆောင်ခွင့်ဆိုင်ရာဥပဒေတွေအားနည်းချက်ကြောင့်လို့ဝေဖန်မှုတွေရှိနေပါတယ်။တစ်ဖက်မှာလည်းအစိုးရအနေနဲ့တနက်ဝယ်ယူခွင့်ပေါ်ကန့်သက်ချက်တွေတင်းကျပ်ဖို့ကြိုးပမ်းနေပေမဲ့နိုင်ငံရေးနဲ့လူမှုရေးဆိုင်ရာသဘောထားကွဲလွဲမှုတွေကြောင့်ထိရောက်တဲ့ထိန်းချုပ်မှုတွေလုပ်ဖို့စိန်ခေါ်မှုတွေရှိနေဆဲဖြစ်ပါတယ်။လက်ရှိ2026ခုနှစ်အတွင်းမှာလည်းကျောင်းတွင်းလုံခြုံရေးနဲ့ပတ်သက်ပြီးတော့ပြည်내အသီးသီးမှာစီမံချက်တွေချမှတ်နေပေမဲ့မိဘပြည်သူနဲ့ကျောင်းသားတွေရဲ့ကြားမှာတော့စိုးရိမ်မှုတွေရှိနေဆဲဖြစ်ပါတယ်။ယခုတင်ဆက်ပေးခဲ့တာကတော့ CNN ရဲ့ School Shooting First Bat တွေကကောက်နှုတ်ချက်သတင်းတွေဖြစ်ပါတယ်ခင်ဗျာ။ယခုလိုမျိုးနိုင်ငံတကာသတင်းဆောင်တွေကိုတင်ဆက်ပေးသွားမှာမို့ follow လေးလုပ်သွားပေးကြပါဦးခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။